ညီမတို့ဆိုင်ကကချင်စကောသမင်းမဟုတ်ပါဘူးပီကြီးထဲကရှမ်းတရုတ်ပေါ့ရှီဆွန်ပနာစကောသမင်းပေါ့နော်ညီမတို့ဆိုင်က Yunwei Snack and BBQ ဖြစ်ပါတယ်Yunဆိုတာက Yunnan Wei ဆိုတာကအရသာပေါ့နော်Yunnan အရသာအတီးကဆိုင်ပေါ့နော်ကောသမင်းဆိုတာ၃မျိုးရှိပါတယ်ကောင်းရင်းရှိတယ်ပြီးရင်သမင်းဖြူရှိတယ်ပြီးရင်ဆေးဖက်သမင်းဝါရှိပါတယ်နေ့လယ်ပိုင်းနေဆိုရင်တော့စကောသမင်းအတီးကပေါ့နော်ညနေပိုင်းနေနဲ့ညပိုင်းဆိုရင်စကောအခင်အတီးကပေါ့နော်စကောသမင်းဆိုရင်ညီမတို့ဆိုင်က၄ယောက်စကောသမင်းရှိပါတယ်ပြီး၈ယောက်စကောသမင်းရှိပါတယ်၈ယောက်စကောသမင်းဆိုလဲအသား6မျိုးအရွက်6မျိုးပါပါတယ်အသားဆိုလဲဒီဝက်သားပါမယ်ချက်သားပါမယ်ငါးပါမယ်ပေါ့နော်အသား6မျိုးအရွက်6မျိုးတွေကလွဲလို့ငန်းဦးတို့အကျော်လုံးတို့เนาะပြီးရင်ကောင်းရင်းနက်နက်တီးတို့လည်းပါပါတယ်အဲ့ဒါတွေကလည်းအကုန်လုံးတော့ FOC ပေါ့เนาะညီမတို့ဆိုင်မှာလည်းစကောသမင်းနဲ့လူ60ကနေ80အထိပေါ့မွေးနေ့ပွဲပါတီပွဲတွေလည်းလက်ခံကျင်းပပေးပါတယ်ရှင်စားချိပေါ့နော်မတူဘူးပေါ့တခြားဆိုင်တွေလုံးဝမတူဘူးပေါ့နော်9000လေးတွေလည်းရှိတယ်ပြီးရင်ဝက်ခောက်ကျော်လည်းရတယ်ဟင်းပွဲအနေနဲ့ဆိုရင်လည်းကျုပ် special လည်းရပါတယ်အကင်ထဲမှာဆိုရင်လည်းဝက်အုံနောက်ကင်ပွဲတွေရတယ်ပေါ့နော်အကင်ရဲ့အရာတာကဝီနက်အရာတာဒီကပေါ့နော်ညီမတို့ဆိုင်ကနေရာထိုင်ခင်းကျယ်ဝင်းတဲ့အတွက်ပေါ့နော်ညနေပိုင်းညပိုင်းဒီဆိုလဲဘီယာရှစ်ရှားအကင်တွေနဲ့ပေါ့အပန်းဖြေနားယူလို့ရပါတယ်ဆိုင်လိပ်စာကတော့56လမ်း41ဘီလန်တောင်မှာရှိပါတယ်ရဲမွန်တောင်ထဲမှာပေါ့နော်အားလုံးကိုလည်းဒီဗီဒီယိုလေးကနေလာရောက်အပန်းဖြေကြည့်ဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ရှင်